ထပ်ပေါင်း19ထပ်ပါရှိပြီးတော့မှနိုင်ငံတကာအဆင့်မီတိဆောက်ပြီးစီးတော့မယ်မြန်မာနိုင်ငံရဲ့အချက်ချာကြဆုံးလက်ကားဈေးတစ်ခုဖြစ်တဲ့မင်္ဂလာဈေးတစ်ကြီးမင်္ဂလာမားကတ်ဆိုရင်မင်္ဂလာတောင်ညွန့်မြို့နယ်ဗညာတလလမ်းမကြီးနဲ့စက်ရုံလမ်းထောင်မှာတည်ရှိပါတယ်။ basement နှစ်ထပ်စုစုပေါင်း19ထပ်ပါရှိပြီးတော့မှနိုင်ငံတကာစစ်မီစံချိန်စံညွှန်းနေနဲ့အနီးကပ်ကြီးကျယ်တည်ဆောက်နေရလဲဖြစ်ပါတယ်။အခုရောင်းချပေးသွားမယ်အစစ်မြင့်လက်လီလက်ကမင်္ဂလာဈေးတစ်ကြီးဆိုင်ကန်းနေရဆိုရင်အမြင့်10ပေအကျယ်10ပေမျက်နှာသာ10ပေပါရှိမှာဖြစ်ပြီးတော့မှဝယ်ယူသူများအနေနဲ့ဆိုရင်လည်းအုံနာဖို့ရရှိမှာဆိုတော့ပိုင်ဆိုင်မှုကလည်းခိုင်မာပြီးသားမင်္ဂလာဈေးအောင်မှာရောင်းချနေတဲ့ဆိုင်ကန်းပေါင်း4000ကျော်အပါအဝင်စုစုပေါင်းရောင်းချသွားမယ့်ဆိုင်ကန်းပေါင်း6000ကျော်လည်းပါရှိမှာပါ။ဒါ့အပြင်ကမှကားပါကင်နေရာအတွက်ဆိုရင်လည်းကားအစီး950ရက်နာနိုင်တဲ့ကားပါကင်နေရာလည်းပါရှိသွားမှာပါ။တိဆောက်ပြီးစီပါကလည်းနိုင်ငံတကာအဆင့်မီမင်္ဂလာဈေးတစ်ကြီးကိုလူဦးရေ4000နီးပါးသုံးပြုနိုင်မှာဖြစ်ပါတယ်။ရင်းကြီး upper ground floor မှာ၄လွှာထိကိုအထည်ဆိုင်ကန်းများအလှကုန် fancy ဆိုင်ကန်းများဘဏ်များစူပါမားကတ်များပါဝင်မှာပဲဖြစ်ပါတယ်။9လွှာမှာဆိုရင်တော့စီးရောင်းဆိုင်ကန်းများပါဝင်မှာဖြစ်ပြီးတော့မှ6လွှာမှာဆိုရင်တော့အထည်ဆိုင်ကန်းများပါဝင်မှာဖြစ်ပါတယ်။9လွှာနဲ့10လွှာမှာတော့အထည်ဆိုင်ကန်းများစီးရောင်းဆိုင်ကန်းများ fancy ပစ္စည်းဆိုင်ကန်းများနဲ့ mobile phone accessory ဆိုင်ကန်းများဖွင့်လှစ်နိုင်ရန်အတွက်နေရာများကိုစတင်ရောင်းချပေးနေပြီပဲဖြစ်ပါတယ်။ဒီဈေးတစ်ကြီးမှာဈေးဆိုင်ကန်းတွေရုံးခန်းတွေဂိုဒေါင် warehouse တွေပါဝင်မှာဖြစ်ပြီးတော့မှကုန်ပစ္စည်းများအလွယ်တကူတည်ယူခန့်ပြနိုင်ရန်အတွက်လည်းကာဂိုလစ်တွေလည်းပါရှိမှာဖြစ်ပါတယ်။မိဘပြည်သူများစိတ်အေးချမ်းသာစွာဈေးဝယ်နိုင်ရန်အတွက်လည်းဓာတ်လေကားတွေဆက်လေကားတွေလည်းထည့်သွင်းတည်ဆောက်ပေးထားမှာဖြစ်ပါတယ်။ဈေးတူဈေးသားများအနေနဲ့ကုန်ပစ္စည်းအတင်ချထုတ်ပို့ပြုလုပ်နိုင်ရန်နေရာတွေလက်သွင်းလေးများသွားလာနိုင်ရန်နေရာတွေနဲ့ကုန်တင်ကားများရပ်နာနိုင်တဲ့နေရာတွေလည်းပါဝင်ပါတယ်။ဒါအပြင်အလွာတိုင်းမှာလွယ်ကူစွာပစ္စည်းတင်ချပြုလုပ်နိုင်ရန်လော်ရီကားပါကင်ကာဂိုလစ်များပါရှိမှာဖြစ်ပြီးတော့မှအဆင့်မြင့်တွိုင်လက်များပါရှိခြင်းလူစီးဆက်လေကအစီးရေ20နဲ့လူစီးဓာတ်လေက20စီတို့လည်းပါဝင်မှာဖြစ်ပါတယ်။အဆင့်မြင့်မင်္ဂလာဈေးမှာတစ်စင်နေများကိုကုန်စည်များတည်ယူဖြန့်ဖြူရောင်းချနိုင်ရန်အတွက်လည်းအဝေးပြေးကုန်စည်တည်ယူပို့ဆောင်ရေးကားကိန်းများလည်းထားရှိပေးထားမှာဖြစ်ပါတယ်။နေပေးဆက်များတက်ဆင်ပေးထားခြင်းပြည့်စစ်မီပြတ်သားမှုရှိစေရန်ဂျန်နရေတာများထားရှိပေးခြင်းရှောက်လန်း10ပေ10ပေ9ပေကျေဝန်းသောရှောက်လန်းများဖြင့်တည်ဆောက်ထားခြင်းဆိုင်ကန်းတစ်ခန်းနဲ့တစ်ခန်း15မီတာကွာမှာမီးသက်စေဘူးများထားရှိပေးထားခြင်း auto sprinkler system များမီးသက်ပိုက်လိုင်းများထည့်သွင်းတည်ဆောက်ထားခြင်း24နာရီလုံခြုံရေးကင်မရာများနဲ့လုံခြုံရေးဝန်ထမ်းများထားရှိပေးခြင်းစတဲ့ဝန်ဆောင်မှုများကိုလည်းထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့အချက်ချာကြဆုံးလက်လီလက်ကဈေးတစ်ကြီးဖြစ်တဲ့အစိမ့်မြင့်မင်္ဂလာဈေးတစ်ကြီးကိုစိတ်ဝင်စားရဆိုရင်တော့အေးတို့ရဲ့ iMama House ကိုအခုပဲဆက်သွယ်လိုက်တော့နော်။ iMama House.com မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်